အားလုံးပဲမင်္ဂလာပါဗျာ Travel and Food Aussie မြန်မာ YouTube Channel လေးမှာကြိုဆိုပါရစေဒီနေ့တော့ငရမ်းစီပြန်ဟင်းလေးချက်ပြီးစားပြပါမယ်ဗျာကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးဗျာငရမ်းကိုအရင်ဆုံးအရသာနေပါမယ်နှုံးမုံထည့်မယ်ပြီးရင်ရောင်တင်မုံလေးထည့်ပါမယ်စားငံပြားရီဟင်းခမို့အနှဲငယ်ထည့်ပေးပါမယ်ဗျာပြီးရင်တော့ခရူးစီလေးနည်းနည်းထည့်ပါမယ်ခရူးစီမကြိုက်ရင်လည်းမထည့်လို့လည်းရပါတယ်ဗျာအားလုံးထည့်ပြီးဆိုရင်တော့အရသာကိုနှံ့အောင်နေပေးပါမယ်နေပြီးရင်တော့15မိနစ်ခန့်နှက်ထားပေးပါအားလုံးပြင်ဆင်ပြီးရင်တော့စချက်ပါတော့မယ်စီပူလာပြီးဆိုရင်တော့ချစ်သွန်နီလေးရင်ဆုံးထည့်ပြီးတော့မွေပေးပါမယ်ချစ်သွန်နီလေးနွန်းလာပြီးဆိုရင်တော့အနှုံးမုံလေးနည်းငယ်ထည့်ပေးပါမယ်ပြီးတော့ချစ်သွန်ပြူနဲ့ငရုတ်သီးခွဲချမ်းလေးရောထောင်းထားတာလေးကိုထည့်ပေးပါမယ်မပီနည်းနည်းထည့်ပေးပါမယ်ရောင်တင်မုံလေးထည့်ပြီးတော့အနံလေးမှုေးလာပြီဆိုရင်တော့ငါးလေးထည့်ပေးပါမယ်ငါးလေးဥကမသွားအောင်လို့ဟိုဘက်ဒီဘက်နှံပေးပါဒီနေသားလေးရောက်ပြီဆိုရင်တော့မကြီးမဲဖြောထားတဲ့အရင်လေးထည့်ပြီးတော့မှုေးပေးထားပါမယ်ပြီးရင်တော့ရေထည့်ပြီးတော့အုပ်ထားပေးပါမယ်စီပြန်လာပြီဆိုရင်တော့နန်းနန်းပင်နဲ့ငရုတ်သီးစိမ်းလေးထည့်ပေးပါမယ်ခုဆိုရင်တော့ရတာရှိတဲ့ငရမ်းစီပြန်ဟင်းလေးရပါခင်ဗျာငရမ်းစီပြန်ဟင်းလေးလည်းကြက်ပြီဆိုတော့မိသားစုထမင်းဝိုင်းလေးစားပါတော့မယ်တုံးညုတ်ဒီမှာတမရွက်လေးတွေနဲ့ငါးလေးတွေနဲ့တုံးညုတ်ပါ都没有送来。မိသားစုထမင်းဝိုင်းလေးရှာရှာပါပါတမရွက်အဲ့တော့ကျန်လာပြီဒီမှာစိုက်ဒီမှာရှင်းလေးထားရတယ်ဒီနေ့လေလူတွေပဲ nó dài luôn cái mai vậy nó chỉ mà nó cười nó chỉ nhai đi mà